ညာဘလို့ခေါ်လို့ လွတ်လပ်ရေးကြောက်တယ်အမ်စတာဒမ်စင်တာ အမ်စတာဒမ်ဒါမြို့တော်ပေါ့နော်နယ်သာလန်ရဲ့မြို့တော် ပထမမြို့ ပထမမြို့တော်ဒုတိယမြို့တော်ရော ရော့တတန် ရော့စတန်ကိုဒုတိယမြို့တော်အခုကတော့ကျွန်တော်တို့ရောက်နေတဲ့ပထမမြို့တော်အမ်စတာဒမ်ဒီနေရာတို့တော့သူတို့ဒီတိုက်တွေကတော့နှစ်ပေါင်းများနေပြီနော်ဒီပေါင်း900လောက်ရှိတယ်300 500လောက်ပြီးတော့ကျွန်တော်တို့အခုဘွားတော့မဝေးခင်ကျွန်တော်တို့မိဘတွေမပြောတယ်အခုဘွားတော့မဝေးခင်တော့တောင်းပါတယ်သပ်ပါတာရတယ်နေထိုင်သွားလာစိတ်ချမ်းသာတယ်ကျွန်တော်တို့ဗမာပြည်နဲ့ဘာမှမဆိုင်ဘူးနော်လူစံဒီကအဲ့ဒါပါလဲအစိုးရလားဒီကဒီလူလားအစိုးရ ဆိုရ အစိုးရနော်အစိုးရနဲ့ပတ်သက်တယ်အစိုးရကောင်းရင်တော့နိုင်ငံတိုင်းမှာအလုံးပြုပြင်